ချိုသည်ယနေ့ဒီပဲ့တင်ထက်နေသည်မောင်မီနီမလားချစ်ပလီမောင်မီနီမလားချစ်ပလီတန်နာရီချီလွန်ရပါသည်ချစ်တော်နီတန်နာရှိဟိုအတိတ်မှာဒုနီယောင်လေးဘလောက်ချစ်တာကျင်နာတာတွေဒီချိန်မှာအိုတန်နာရီဟောင်းလေးပါဒဏ်ရာတွေနဲ့ဘဝမှာနေပြော်ရလို့တော့မင်းထင်မလားနေကြအောင်ကြိုးစားလို့ရင်သူပြန်လာမလားတွေ့သည်အခုတည်းဒီမေးလို့မရပြီသူရဲ့ကြည်စကားလေးတချို့သည်ယနေ့ဒီပဲ့တင်ထက်နေသည်မောင်မီနီမလားချစ်ပလီမောင်မီနီမလားချစ်ပလီတန်နာရီချီလွန်ရပါသည်ချစ်တော်